နောက်ပြီးတော့ယောဂီတို့ကပတ်ဝန်းကျင်ကိုအယံကြီးမိလွန်းတာမဖြစ်စေဘဲနဲ့တယောက်တည်းပျော်ရွှင်တတ်အောင်တို့လေ့ကျင့်ရမယ်။တရားတွေပတ်ဝန်းကျင်ဆိုတာကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်ဖို့လေခေရင်လိမ့်ကိုယ့်ကိုတန်ဖိုးထားမယ်ဆိုတာလေးမသေးကြကိုယ့်ကိုစာလံစိတ်တွေအပြည့်ထားပေးပါမယ်လို့လေဘယ်သူမှအာမမခံနိုင်ကိုယ့်ကိုအကောင်းမြင်တဲ့စိတ်ကလေးတွေမွေးမြူပေးပါမယ်လို့လေဘယ်သူမှဂတိကဝတ်မပြုနိုင်ဘူးဒါတွေကိုစောင့်မျှော်နေရင်လည်းပဲယောဂီတို့ဘုံဘုံတို့စိတ်ဆင်းရဲယုံပဲအဖတ်တယ်မယ်ဒါကြောင့်ယောဂီအပေါင်းတို့ကောင်းတို့ကိုယ့်ကိုတယောက်တည်းပျော်ရွှင်အောင်နေတတ်ရမယ်အဲ့ဒါဒီပဲလေယောဂီတို့နေထိုင်ရမယ်ရဝန်းပဲဒုတိယတစ်ချက်ကဘလို့ရဝန်းမျိုးဘလို့ပတ်ဝန်းကျင်မျိုးကိုရှောင်ရှားကြရမလဲကိုယ့်ကိုပင်ပန်းစေတဲ့ရဝန်းပတ်ဝန်းကျင်ကိုရှောင်ရှားပါကိုယ့်ကိုပင်ပန်းစေတဲ့လူပုဂ္ဂိုလ်မျိုးကိုရှောင်ရှားပါပင်ပန်းစေကိုလောက်တာကိုအတိမမပြုဘူးမင်းမဟုတ်သေးဘူးမင်းဘလို့ဖြစ်တယ်ကိုယ့်ကိုစိတ်ရှုပ်ထွေးစေတယ်ပင်ပန်းစေတယ်အဲ့ဒီလိုရဝန်းမျိုးပတ်ဝန်းကျင်မျိုးယောဂီများရှောင်ရှားပါအဲ့ဒီလိုလူမျိုးကိုရှောင်ရှားပါကိုယ့်ကိုအလိုမရှိတဲ့နေရာကဖဲခွာဖို့အမြန်ဆုံးစီစဉ်ပါတချို့ကကိုယ့်ကိုအလိုမရှိဘူးဆိုတဲ့ပတ်ဝန်းကျင်ရှိကိုယ့်အထောက်လေးကိုဆွဲပြီးတော့မြန်သာထွက်စိတ်ချမ်းသာလိမ့်ကိုယ့်ကိုပြဿနာခဏပေးတတ်တဲ့ရဝန်းကိုရှောင်ရှားပါကိုယ့်ကိုခဏပြဿနာပေးတတ်တဲ့ပုဂ္ဂိုလ်ကိုရှောင်ရှားပါရှောင်ကျင်စရာရဝန်းပတ်ဝန်းကျင်ပုဂ္ဂိုလ်တချို့ကဘာရင်မဟုတ်ခဏပြဿနာဖန်တီးနေတယ်ကိုယ့်ရဲ့စိတ်ကိုအနှောင့်အယှက်ပေးတတ်တဲ့ရဝန်းကိုလေယောဂီတို့ရှောင်ရှားကြရမယ်ကိုယ့်ရဲ့စိတ်ကိုအနှောင့်အယှက်ပေးတယ်ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်နောက်အကောင်းမြင်ဝါဒအားနေတဲ့သူတို့ကမပေါင်းသင့်ဘူးသူတို့အတွက်အရာတိုင်းကပြဿနာတွေကြီးပဲဖြစ်နေမှာဘာပဲလုံးပြဿနာပဲဟိုဟာဆိုလည်းမဖြစ်ပါဘူးမဟုတ်ပါဘူးဘာပဲလုံးပြဿနာပဲဖြစ်နေလိမ့်မယ်